ဇလန်အစမှာနိုဘီတာတယောက်သူ့ခံရပစ္စည်းအဟောင်းတွေရှင်းနေပါတယ်အဲ့လိုရှင်းနေနဲ့ငယ်တုန်းကအဖွားချုပ်ပေးခဲ့တဲ့ဝက်ဝင်ရုပ်အဟောင်းလေးကိုတွေ့သွားပါတယ်အဲ့ဒီအယုတ်လေးကိုမြင်လိုက်တဲ့အခါမှာသူ့ကိုအမြင်နဲ့နားလဲပြီးစာမတော်လည်းမဆူအမားလို့လည်းမပြစ်ပယ်ခဲ့တဲ့အဖွားကိုနိုဘီတာအရင်တတိယဟောပါတယ်အဖွားကိုထပ်ထွေးခြင်းနဲ့ဆိုရနိုဘီတာရဲ့ပြင်းပြတဲ့ဆန္ဒကြောင့်ဒိုရေမွန်ကတိုင်းမရှင်းကိုထုတ်လိုက်ပြီးသူတို့နှစ်ယောက်အတိတ်စီကိုထုတ်ခါခဲ့ကြပါတယ်အတိတ်ကိုရောက်တဲ့အခါမှာနိုဘီတာသူ့ဖွားကိုအဝေးကနေခိုးကြည့်ပြီးလက်ရည်တားမရစီမရကြားလာပါတော့တယ်ဘာလို့လဲဆိုတော့ကပောင်မှာသူ့ကိုအရန်ချစ်ပေးခဲ့ပြီးအခုချိန်မှာကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့လူသားတယောက်ကိုမျက်စိရှိမှပြန်တွေ့လိုက်ရလို့ပါပဲနောက်ဆုံးမှာနိုဘီတာမနေနိုင်တော့ပဲအဖွားစီကိုပြေးပြီးတော့ဖက်လိုက်ပါတယ်အဖွားကဘာမှမသိပေမဲ့နူးညံ့ညံ့ပဲကြိုဆိုခဲ့ပါတယ်အဖွားဟာအခုရောက်နေတဲ့နိုဘီတာဟာအနာဂတ်ကမြေးလေးဆိုတာကိုယုံကြည်ပေးခဲ့တယ်ပြီးတော့သူမရဲ့နောက်ဆုံးဆန္ဒတစ်ခုကိုလည်းပြောပြလာပါတယ်အဲ့ဒါကတော့အနာဂတ်မှာနိုဘီတာလက်ထက်တဲ့နေ့ကိုမြင်ချင်တယ်ဆိုတာပါပဲအဖွားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်နိုဘီတာနဲ့ဒိုရေမွန်တို့ဟာရှီဇူကာနဲ့လက်ထပ်မဲ့အနာဂတ်စီကိုထပ်သွားကြပါတယ်ဒါပေမဲ့အနာဂတ်ကဘာကြီးစီကိုရောက်သွားတဲ့အချိန်မှာအခြေအနေတွေကတော့သူတို့ထင်ထားသလိုမဟုတ်တော့ပါဘူးမင်္ဂလာပွဲနေ့ရောက်နေဖြစ်ပေမဲ့အနာဂတ်ကနိုဘီတာပျောက်ဆုံးနေပါတယ်ရှီဇူကာတို့မိသားစုဂျိုင်းယန်ဆူနီတို့အပါအဝင်တငယ်ချင်းတွေအားလုံးကသူတို့တော့ပြောင်းနေကြလို့အကြီးကျယ်စိုးရင်ပူပန်နေကြပါတယ်တကယ်တော့အနာဂတ်ကနိုဘီတာကလက်ထပ်မဲ့နေ့မှာပဲသူ့လိုမပြေဆုံးတဲ့သူကရှီဇူကာလိုမိန်းကလေးနဲ့မထိုက်တန်ဘူးဆိုပြီးမှအကြောက်တရားတွေဝင်လာခဲ့တာပါသူကအမြဲလိုကိုယုံကြည်မှုမရှိတော့ပဲသူကြောင့်ရှီဇူကာရဲ့ဘဝပျက်စီးသွားမှာကိုစိုးရင်ပြီးလက်ထပ်ပွဲကနေအတိတ်ကိုထွက်ပြေးသွားတာပဲဖြစ်ပါတယ်သူတို့ဒါပျောက်ဆုံးနေတာကြောင့်ရှီဇူကာရဲ့ဘဝပျက်စီးတော့မဲ့အခြေအနေမှာလက်တလောအဆင်ပြေအောင်လက်ရှိနိုဘီတာကဒိုရီမွန်ရဲ့ပစ္စည်းတွေတုံးပြီးအနာဂတ်နိုဘီတာအဖြစ်ရုပ်ဖြက်ကမင်္ဂလာပွဲတွေကိုခဏတာအစားထိုးဝင်ပေးခဲ့ရပါတယ်ဒါပေမဲ့ဒါကရေရှည်အဖြစ်မဟုတ်တာကြောင့်နိုဘီတာနဲ့ဒိုရေမွန်တို့ဟာအနာဂတ်နိုဘီတာကိုလိုက်ရှာဖို့ကြိုးစားကြပြီးဇက်လန်ကရှုပ်ထွေးမှုတွေဖြစ်ကုန်ပါတော့တယ်အနာဂတ်ကနိုဘီတာကိုကြည့်ပြီးလက်ရှိနိုဘီတာသူ့ကိုယ်သူဒီလောက်ထိအားနေနေတော့လားဆိုပြီးမှစိတ်ပြတ်သွားပါတယ်ဒါပေမဲ့ဒိုရေမွန်ကနိုဘီတာကိုအားပေးပါတယ်မင်းကအားနေပေမဲ့အခြားသူတွေကိုဂရုစိုက်တဲ့စိတ်ရှိတယ်လို့ပြောခဲ့တယ်လို့ရှီဇူကာကလည်းနိုဘီတာကိုဘာကြောင့်ချစ်တယ်ဆိုတာကိုဖွင့်ဟလာပါတယ်နိုဘီတာကပြေဆုံးသူမဟုတ်ပေမဲ့အန်နီရရှိလာရင်အခြားသူတွေကိုအရင်ကယ်ဖို့ကြိုးစားတတ်တယ်ဆိုတဲ့နိုဘီတာရဲ့စိတ်ထားလေးကိုရှီဇူကာကချစ်တာပါအနာဂတ်ကနိုဘီတာကသူ့ရဲ့ကလေးဘဝကိုပြန်တတိယလာပါတယ်အဲဒါကြောင့်အနာဂတ်ကနိုဘီတာကလက်ရှိနိုဘီတာနဲ့ဝိညာဉ်ချင်းလဲလိုက်ပါတယ်ဝိညာဉ်ချင်းလဲပြီးသွားတဲ့အခါမှာတော့သူငယ်ငယ်ကကစားခဲ့တဲ့နေရာမှာတကယ်ချင်းနေနဲ့သွားစောနေပါတယ်အသက်တွေဘယ်တော့ပဲကြီးတော့နိုဘီတာပါပဲအခုထိအားစားညံ့နေသေးပဲဖြစ်ပါတယ်ဒီလိုနဲ့ပြဿနာတစ်ခုပေါ်ပေါက်လာပါတယ်သူတို့ရဲ့ဝိညာဉ်လဲတဲ့ကိရိယာမှာချွတ်ရင်ချက်တစ်ခုပါဝင်နေတာပဲဖြစ်ပါတယ်အဲဒီချွတ်ရင်ချက်ကတော့ဝိညာဉ်လဲပြီးရတဲ့15မိနစ်အတွင်းမူလအတိုင်းပြန်မလဲဘူးဆိုရင်အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်နိုဘီတာကအိမ်ပြန်လာတဲ့လမ်းမှာအထက်တန်းကျောင်းသားရဲ့အနိုင်ကျင့်တာခံနေရပါတယ်အဲဒီနေရာမှာအမြဲတမ်းအနိုင်ကျင့်နေတဲ့ဂျိုင်းနဲ့ဆူနီတို့ကနိုဘီတာဘက်ကနေရဲဝုန်းတိုက်ခိုက်ပေးခဲ့ပါတယ်ပြီးတော့သူတို့မျိုးဝိညာဉ်ကိုအောင်မြင်စွာလဲလှယ်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့နိုဘီတာဟာသူရှုံးတဲ့တိုင်းဒိုရေမွန်ကကူညီခဲ့တာတွေငိုတိုင်းအဖွားကနေသိမ့်ခဲ့တာတွေအမေကစူပေမဲ့အမြဲစိုးရင်ပေးခဲ့တာတွေကိုမြင်အောင်ရင်သူ့ဘဝမှာသူ့ကိုချစ်တဲ့သူတွေအများကြီးရှိတယ်ဆိုတာကိုနားလည်လာပါတယ်နိုဘီတာဟာသူ့ကိုမွေးဖွားစဉ်ကမိဘရဲ့ဘယ်လောက်ပျော်ရွှင်ခဲ့လဲဆိုတာကိုပြန်တွေ့ပြီးတဲ့နောက်မှာတော့ကြောက်စိတ်တွေကိုကြော်ဖြတ်ကမင်္ဂလာပွဲကိုပြန်လာခဲ့ပါတယ်ရှီဇူကာကလည်းနိုဘီတာကိုအပြစ်မပြောဘဲနှွေးထွေးတဲ့အပြုံးနေနဲ့ကြိုဆိုခဲ့ပါတယ်မင်္ဂလာပွဲမှာနိုဘီတာရှီဇူကာကိုပျော်ရွှင်အောင်ထားမယ်လို့ကတိပေးပြီးသူ့နှလုံးသားထဲကလာတဲ့စကားတွေနဲ့မိန့်ခွန်းပြောကြားခဲ့ပါတယ်အဝေးကနေဒါကိုကြည့်နေတဲ့အဖွားရဲ့ဆန္ဒတွေကလည်းပြေးပါသွားခဲ့ပါတော့တယ်အဲလိုနဲ့မင်္ဂလာပွဲကြီးလည်းအောင်မြင်ပြီးမြောက်သွားပါတော့တယ်ဇလန်ဆုံးမှာတော့နိုဘီတာဟာငယ်တုန်းကအားနေတဲ့ကောင်လေးဘဝကနေရှင်းကျတဲ့လူကြီးတယောက်ဖြစ်လာခဲ့တယ်လို့ဒိုရေမွန်ကလည်းသူ့တငယ်ချင်းအတွက်ဝမ်းသာကြွယ်လို့နေပါတော့တယ်ဒီဇက်ကားလေးဟာမေတ္တာမိသားစုကိုယ့်ကိုယ်တန်ဖိုးထားမှုနဲ့ဂရုတည်ခြင်းရဲ့အတိတ်ဘယ်ကိုတတိချာချာသင်ပေးသွားခဲ့ပါတယ်အဖွားရဲ့ຫນွေထွေးမှုရှီဇူကာရဲ့တီးခံစိတ်နိုဘီတာရဲ့ပြောင်းလဲကြီးထွားလာမှုတွေကကြီးရှိလူသားရဲ့ရင်ထဲကိုရောက်စေခဲ့ပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ